ဟာပါလင်တကောင်ပေးပါအပိုင်း1ဘာတစ်ခုမှတည်မြဲခြင်းမရှိတော့သင်္ခါရလောကကြီး၌ညအမောင်နေလဲတည်ရန်ခိုင်မြဲစွာတည်နေလိမ့်မည်တော့မဟုတ်ပါညအမောင်ကုံဆုံးတည်နေတပြိုင်နက်နက်နက်မိုးတော့အလင်းရောက်ရမည်မှာဓမ္မရာပဲမဟုတ်ပါလားဒါပေမဲ့အမောင်မအလင်းကိုချက်ချင်းကူးပြောင်းသည်လို့တော့မဆိုလိုပါဒီကာလနှစ်ခုစက်ကူးမက်ကူးကြားကာလတည်ရှိနေပါတယ်ဒီအာယုံဦးရှောင်းနီဟုတ်ပါပဲဒီဆွေးမြေဟောင်းနှွမ်းနေပြီဖြစ်တော့ညင့်ကာလအမောင်ထုတည်စီကံတေဝတ်စွာတရွေ့ရွေ့စုတ်ခွာနေစင်ပါပဲအလင်းရှိတော်ပြေတက်ဦးအဖြစ်အာယုံဦးရှောင်းနေသည်လွန်လူထွက်ပြူကအလင်းကိုကြိုဆိုစပြုနေပါပြီတာဝန်ကိုလေးစားတော့ကြက်ဖကြီးများသည်တာမန်ကိုတစ်ဖြက်ဖြက်ရိုက်၍တွန်လိုက်ကြ၏အော်ကျဲဦးတော်တွန်ပေါ့ကိုတောင်းစိန်သည်ဒုံကြီးတစ်ထည်ဝတ်တစ်ထည်ခြုံ၍ကွေးနေရမှထထိုင်တို့တော့သူတွေပြုတ်လို့ဖွယ်ရှိတော့ဘာရီရာများကိုတော့ချက်ချင်းထ၍မပြုတ်လို့လိုတွေပါနည်းနည်းတော့နှက်နေလိုက်ချင်ပါတယ်ဒီတကယ်လို့စာဖတ်သူဒီမြို့ကြီးသားတစ်ယောက်ဖြစ်နေပါကနှက်နေလိုက်ချင်ဒီဟူတော့သူတို့ရက်ရွာတုံးဝဟာရကိုနားမလည်မှာစိုးမိပါသည်အဲ့ရနိုးနေပြီဖြစ်တော့လဲချက်ချင်းမထရပဲအဲ့လျက်ဖြစ်စီထိုင်လျက်ဖြစ်စီမိတ်နေသည်ဟူ၍မဆိုပဲဘာကြောင့်နှက်နေသည်ဟုပြောဆိုသည်။ဒါကိုတော့သူတို့တိတိကျကျအဖြေမပေးရပါ။ဒါပေမဲ့စာဖတ်သူတွေသူတို့လက်ဖက်ရည်ချမ်းကိုမိထိုးနေသည့်နေရာကိုသွားကြည့်လင်တော့ဤနှက်နေသည်ဟုတော့ဝဟာရကိုတဘောပေါက်နိုင်ပါလိမ့်မည်။သူတို့ဒီယေစုလင်လက်ဖက်ချောက်ခတ်၍ချက်ချင်းမတော်တွေပဲမိခဲရဲရဲနဲ့ပြန်၍နှက်ထားလိုက်ကြတယ်။ဒါကိုတင်စား၍အဲ့ရမှနိုးနေတော့လေချက်ချင်းမထရပဲပြန်၍မိန်နေခြင်းကိုနှက်နေသည်ဟုခေါ်ကြောင်းသဘောရမိပါသည်ကိုတောင်းစိန်သည်ဖင်ချ၍စောင်းကြောင်ထိုင်နေရမှာထောင်ထားသောဒူးနှလုံးကိုလက်နှစ်ဖက်ဖြင့်တိုင်းဖက်လိုက်ပြီးဒူးနှလုံးကြားထဲသို့ခေါင်းကိုငိုက်ဆိုင်ချကာနှက်နေသူ့အနားမှအသက်ကိုမှန်မှန်ကြီးရှူ၍ဟောက်နေတော့မဲစိန်ဟောက်တံကိုကြားရအခါကြား၏မကြားရအခါမကြားလိုက်တစ်ချက်တွင်တိမိနဲ့မြောင်မြီးအိပ်ပျော်သလိုဖြစ်နေ၏တုံအချို့အရက်များကအုံမောင်းဟုခေါ်သည်ပြင်းပွဲဖုံးတော်ကြီးเจ้าမှာကလတ်သက်ခောက်တန်သည်ချက်မှန်ထွက်ပေါ်လာ၏ကိုတောင်းစိန်သည်အိမ်မက်တိုင်းမီမှာဖြက်ခနဲလက်နိုးကခေါင်းထောင်၍ကလတ်သက်ခောက်တန်ကိုနားဆွင့်နေကလတ်သက်ခောက်တန်သည်ချက်မှန်ထွက်ပေါ်လာရမှာတဖြည်းဖြည်းမြန်လာ၏ပိုမြန်လာ၏ပိုမြန်လာ၏ဟောဗျာတဖြည်းဖြည်းနှေးတော့ပြန်၏ပိုနှေးတော့၏ပိုနှေးတော့၏ဟောဗျာရက်သွားပါပကောအာယုံလာပြီလေကိုတောင်းစိန်ဒီခြုံထားသောလုံကြီးကိုခေါင်းမော်အရောက်ဆွဲချုံလိုက်ကထိုင်ရမှထလိုက်၏ရင်သွေးတဲတော့မဲ့ဆုံးဖြတ်ချက်နဲ့အသူအိမ်ရှိတို့ထွက်လာကလက်ဖက်ရီအိုးကိုလိုက်ဆန်းနေ၏သူတောက်နေကြမြေအိုးကိုတော့တွေ့ပါပြီဒါပေမဲ့ဘယ်မှာလဲမိချစ်ဘယ်တော့ကတော့မိချစ်ကိုစောင့်ထားဘူးလို့လဲသူဒီသူ့အိမ်ပတ်ဝန်းကျင်ကိုလှည့်လည်ပြီးမျက်စိကစားနေဟောတွေ့ပြီလေကိုလေးဖိုးကွန်တို့အိမ်ကမိတထိန်တင်နေပါလားဧကနာကိုလေးဖိုးကွန်ရဲ့မိမမပြားကြီးရင်ရွေးတည်နေတာပဲငါမိမမဲစိန်ကတော့ကုတီအိတ်တုံးဟဲတတ်နိုင်ပါဘူးငါဘာသာပဲမိသွားကူပြီးတဲတောက်လိုက်ပါမယ်သူဒီအိမ်အောက်တို့ခုံစင်းလိုက်ကမြေကြီးကိုတွင်းတူး၍မိဖို့လှုပ်ထားတော့မိဖို့ပြီးမှဝချမ်းများသုံးပြားကိုဆွဲပြီးကိုဖိုးကွန်တို့အိမ်ဘက်လျှောက်လာ၏ကိုဖိုးကွန်တို့အိမ်ရှိအရောက်တွင်ဘိုးခနဲ့ထိုးဟော်လိုက်တော့ခွေးတံနဲ့အတူဟဲ့ခွေးဟူတော့မပြားကြီးရဲ့အတန်ထွက်ပေါ်လာကတစ်ဆက်တည်းဘယ်လိုလဲဟူတော့မိကုံးမှာနောက်ဆက်တွဲပါလာ၏ကျုပ်ပါဗျရင်ရွေးတယ်မလို့မိကူးကျင်လို့ပါသူဒီပြောဆိုနဲ့မယ်အိမ်မော်တို့လှမ်းတက်လိုက်ကမိဖို့ဆောင်ဘက်တို့ရှောက်သွား၏သူတို့၏ပတ်ဝန်းကျင်၌ကိုဖိုးကွန်တို့မိသားစုတစုကတော်တော်ချောင်းလေ၏အိမ်မှာဝါအိမ်တက်ငယ်မိုးပင်ဖြစ်တော်လဲအတတ်မင်ကျယ်ဝန်း၏တောင့်တင်း၏တက်ရဲ့၏မိဖို့ဆောင်ကိုပင်တီးချာဆောက်လုပ်ထားနိုင်၏နင့်နဲ့ဒုက္ခရှာပြီးတဲမနေပါနဲ့တော့ဒီမှာပဲဒုနဲ့တူတောက်ပေါ့သူမိဖို့ဆောင်တဲ့လှမ်းဝင်လိုက်ရတွင်မပြားကြီးကမိကူးရန်ယူလာတော့သူ့လက်ထဲမှာဝချမ်းများကိုကြည့်ရင်ပြောဆိုလိုက်၏တဟုံးနဲ့တောက်လျက်ရှိနေတော့မ
မိဖို့ပေါ်မှာရင်နွေးအိုးကစူရန်ပေးနေလေပြီစွမ်းလောက်ရန်ရီမန်း၍ချက်ထားတော့စွမ်းအိုးကိုမူမိဖို့တနေရာ၌မိခဲရဲရဲပေါ်တွင်တင်နှက်ထား၏အင်းမြာဒါဖြင့်ဒီမှာပဲတောက်တော့မယ်ကိုလေးဖိုးကုံကမနိုးသေးဘူးလားနိုးတော့နိုးနေပါပြီစောက်ပြင်းစထူတဲ့လူဆိုတော့နှက်နေရသေးတယ်လေဟဲ့စောက်ကမ်းမှာဘာလဲစောက်ပြင်းထူတဲ့လူဆိုတာကနင်ငါအိတ်နေတယ်မှတ်လို့လားဟာဗျာခမည်းတော်ကလည်းစောစောစီးစီးရန်ဖြစ်နေကြပြန်ပြီဘုန်းကြီးကျောင်းပရဝံအတွင်းရှိတစ်ပင်များပေါ်မှာကြီးများကတာအော်မီကပြန်တန်းကြလိမ့်ပြီလင်းကျက်များလည်းတော်လေပြီနှွေဦးနနက်ခင်းဝယ်ကြီးအာရန်ကြက်သွန်နံများနဲ့အတူတန်ငါရွာကလေးကြပြားတစ်ပုတ်ကိုဒီလိုပဲကာယံမညီစွာကြားကြရပြီ။အော်တော်ပါရဲ့ကိုဖိုးကွန်းတို့အိမ်ရှိအိမ်မှာဖိုးကောင်ဤဖျားရှိခိုးတယ်နဲ့အတူတာယာလာတော့ကျေးစီတံကလေးကဒီလိုအယုတ်ဆိုးလာတော့တန်ငါရွာလေးမိုးတော့ကြပြားတစ်ပုတ်ကိုဖုံးလွှမ်းသွားပါပြီ။အခန်းနှစ်ကိုဖိုးကွန်းတို့မိဖို့ထဲ၌ရှိတော့ကြိုက်တန်းမှာပြာမီးခိုးရောင်တိုက်ကြက်ကြီးတစ်ကောင်ဒီမိုးတော့ကြပြားတစ်ပုတ်ကိုတွန်ကျူးလိုက်ပြီးတော့အိတ်တန်းထက်မှခုံဆင်းလိုက်သူ့အမူအရာမှာတခါတော့ကတကဘာလုံးကိုလွှမ်းမိုးမြည်ဟုကျုံးဝါခဲ့တော့ဂျာမန်အာနာရှင်ဟစ်တလာလောက်နီးနီးကြွားကြွားနိုင်လိုက်ခုတ်လက်ရထားတဲ့ဖြင့်သူ့လေပင်ရင်အုံနဲ့ပေါင်တံများသည်အမွေးများပြောင်နေကအခောက်ထူကြီးဖြစ်နေဤပြောင်နေတော့နေရလက်များသည်ဆေးဆိုးထားတော့မြို့ကြီးသူအပြိုမ၏ပါးကလေးလိုဤမြန်းနေသူဒီဘာကိုမှထီမထင်တော့ဟန်ဖြင့်ခြေလန်းကိုဘဲညာမှန်မှန်နင်းလာပြီးနောက်အိမ်ထက်မှမြေပြင်တို့ခုန်ဆင်းလိုက်မြေကြီးကိုသူ့ခြေထဲများဖြင့်ရက်လိုက်၍ခေါင်းခါခါလဲခါခါနဲ့အစာကိုကောက်စားရန်ဟန်ပြုကတော့ဟူတော့မဲဘွဲ့ကြပြာကိုတေကျူးနေကြက်မရမ်းမကလေးသုံးကောင်ဒီသူ့ကြပြာဝဲရင်မူးကသူ့အနီးတို့ပြေးလာကြ၏သူဒီအတောင်နှစ်ဖက်ဖြတ်၍ကိုစောင်းကကျမကလေးသုံးကောင်အားပတ်ချလှဲ့ရှင်းနေတန်ငါရွာကလေးမိုးတော့ပကြီးကားတစ်ချက်ဒါကိုလက်ဖက်ရည်ဝိုင်းမှကိုတောင်းစိန်ဒီအငွေ့တထောင်းထောင်းထနေတော့လက်ဖက်ရည်ချမ်းဦးပကံကိုလက်မကန်ရင်အငေးရာကြည့်နေရမှာကိုဖိုးကွန်ဘတ်တို့ဖြက်ခနဲလှဲ့လိုက်ကကိုလေးဖိုးကွန်ခမရဗျာမီကိုကညင်ကုန်းကဖောင်ကလေးနဲ့တက်ရအောင်ချိန်ထားတယ်မဟုတ်လားဒီလိုတာပောက်ကရလွတ်ထားလို့ကျမတွေကိုရှောက်လိုက်နေရင်ခွေရမှာအမောမလုံမဲနေမယ်ဒီကွာငါလည်းအလုပ်တစ်ဖက်နဲ့ဖို့သူ့ကြီးပဲလဲဂယုမဆိုင်နိုင်ဘူးမနဲ့ကိုရေမှန်တော့မပေးနိုင်ဘူးဒါပေမဲ့ချိတ်ရက်ကဝေးပါသေးတယ်ကွာကြက်ပေါက်တကောင်ဒီစောစောကထွက်ပြေးသွားတော့ကြက်မနှစ်ကောင်အနက်တကောင်ကိုအသင်းလိုက်လေရာထိုကြက်မဒီကိုဖိုးကွန်ကြီးတိုက်ကြက်ကြီးရှိရတော့ကတော့ဟုအော်ရင်ပြေးလိုက်ကိုဖိုးကွန်ကြီးတိုက်ကြက်ကြီးဒီကြက်ပေါက်အားအသင်းလိုက်ခွတ်ရာကြက်ပေါက်ခမပြန်ပြေးရရှာလေပြီဒါကိုဖိုးကွန်ကမြင်ပြီဟဲငါကြက်ကဒီနာတဝိုက်မှာဘိုးကွာဟုကြွားလိုက်မပြားကြီးဒီစီမပါတော့ငရက်ချောင်းဖုတ်ကိုလက်ဖက်ရည်ဝိုင်းတို့လာချ၏ကိုတောင်းစိန်ဒီငရက်ချောင်းဖုတ်ကိုဈေးဥပေါက်ဖဲ့၍စားလိုက်ဒါခမည်းတော်တော်လွတ်ကြရကရတဲ့ငချောင်းလားအေးဘောကွာဘယ်နဲ့လဲဟန်မုံပေါ်ရဲ့လားဟန်လိုက်မယ်မထင်ပါဘူးကွာဒီဘေးမဲ့ကြရက်ကလေးကိုပတ်ရဖို့အရေးအင်းစပတ်ကို90တောင်ပေးရတာကွာခနွဲထိုးဖို့လူ9ကတို့ဘာတို့နဲ့အခုအိုင်ထဲမှာ9လုံးပေါ်လို့မြင်ရတဲ့ငါးနဲ့တွက်ကြည့်လိုက်ရင်ပင်မနာအဖက်တင်ပါပဲဒါပေမဲ့ဗျာအမျက်မကြံမိမဲ့အလုတ်ကလုံရင်စားသွားရတယ်ဆိုရင်တော်ရတာပေါ့ကျွန်တော်ကတော့ဒီညဖားလိုက်ရှာပြီးပြင်းပွဲကြီးအင်းချောင်းနဲ့ဖားတွားဆွဲမယ်လို့စိတ်ကူးတာပဲကြည့်လဲလို့ပါတောင်းစင်ရဆန်ကပင်အဲမိုင်နဲ့တဲ့ပိုက်သွားချလို့ပိုက်တိုင်းခံရပြီးလူပါအရိုက်ခံရသလိုဖြစ်နေပါဦးမယ်ကိုတောင်းစိန်ဒီအသိကိုပြန်တွေးမိသလိုခန်းငင်းငယ်ဖြစ်သွားရမှာတပြင်းတစ်ချက်ကိုခက်လေးလေးချလိုက်ရင်ဒီလိုအရိုက်ခံရမှာကြောက်လို့မစွန့်ဝင့်ရင်လည်းငတ်မှာပဲဗျာဘေးမဲ့ချောင်းယူကြီးတဲ့ရှောက်မြလို့တနေ့ကို2ကောင်တော့မရချင်ဘူးအင်းချောင်းထဲမှာဆိုရင်တညကိုငရက်အကောင်အစိတ်30တော့ရတယ်ဗျမိုးစင်စင်လင်းနေပြီနှင်းမြူများကပို၍လှလာ၏ပို၍တိတ်သေးလာ၏တန်ငါရွာကလေးမိုးတော့ပကြီးကားချက်ဒီထူခဲတိတ်ပြီးတော့နှင်းမြူများအကြားဝယ်ပျောက်ကွယ်လေပြီစွန်းတော်ပြို့စွန့်ခံကြွလာကြောင်းအတန်ဖြစ်တာသိရသည်ကိုတော်လေးများကနှင်းမြူများအောက်ဝယ်ပျောက်နေကြ၏
အရာအလုံးပျောက်ကွယ်တိမ်မြုပ်နေကဘယ်ကိုပဲကြည့်ကြည့်နှင်းမြူနဲ့နှင်းမြူများကိုသာတွေ့ရ၏ချက်တော်မူပါအောင်ဖျားဟုမပြားကြီးသည်လုံကြီးအောင်တစ်ထည်ကိုပခုံးပေါ်တင်၍စွမ်းကွက်ကိုယူကာအိမ်ပေါ်မှဆင်းလိုက်၏တာလန်းသားတို့ချင်းကပ်မိမှစွမ်းအတွက်ငတ်လင့်၍ရက်တော်မူနေတော့ကိုရင်ကလေး၃ပါးကိုဖူးမြင်ရ၏သူမသည်စွမ်းခွက်ထဲမှကျေးစွန်းကြီးဖြင့်စွမ်းခတ်နေစဉ်ရှေ့ဆုံးမှကိုတော်ကလေးကတပိတ်ဖုံးကိုပွင့်ပေးကငန့်လင့်၏သူမသည်ကိုရင်ကလေး၏တပိတ်ထဲ၌စွမ်းတစ်စိမှမမြင်ရ၍အတော်စိတ်မကောင်းဖြစ်သွား၏သူမသည်ရှေ့ဆုံးမှကိုရင်ကလေး၏တပိတ်ထဲသို့ကတ်ထားသောစွမ်းကိုလောင်းထက်လိုက်သည်နှင့်တပြိုင်နက်ကိုတော်ကလေးကတပိတ်ဖုံးကိုပြန်ဖုံးလိုက်ပြီးရှေ့သို့ဆက်လက်ကြွသွား၍ဒုတိယကိုတော်ကလေးကတပိတ်ကိုပွင့်ကငန့်လင့်ပြန်၏နောက်တတိယကိုတော်ကလေးသူမသည်စွမ်းခွက်ထဲကြံရှိသမျှစွမ်းများကိုနောက်ဆုံးကိုရင်လေးတပိတ်ထဲသို့အကုန်အစင်လောင်းထည့်လိုက်ပြီးနောက်အိမ်ဘက်သို့ပြန်လျှောက်ခဲ့၏စွမ်းခွက်၌ကက်ကြံရသောစွမ်းစီများကိုမြေကြီးပေါ်သို့ရက်ချလိုက်ရာဖုတ်ကွန်၏တိုက်ကြက်ကြီးနှင့်ကြံမရမ်းမကလေး၃កောင်ပြေးလာ၍အလွတ်အရက်ကောက်စားနေကြ၏ကိုဖိုးကွန်၏တိုက်ကြက်ကြီးကမူအစာကိုဟုတ်ဒီပတ်ဒီမစားပဲအစာကိုမဲ၍စားနေတော့ကျမများရှောက်ရက်နေ၏နောက်စိန်တို့များတခါမှစွမ်းလောင်းတာမတွေ့ဘူးကိုယ့်ရဲ့အသိကံမကောင်းလို့အခုဘဝမှာဒီလိုတန်ခါအရက်မှာလူလာဖြစ်ရတာမဟုတ်လားနောက်ကိုဒီလိုဘဝမျိုးပြန်မရောက်ရအောင်ဒါနမျိုးစေ့ချပြီးအကျိုးဆက်ပေးဦးမှာပေါ့စောစောကကိုရင်ကလေးတပိတ်ထဲတွင်စွမ်းလောင်းလို့မရှိ၍စွမ်းတစ်စိမြမမြင်ရတော့ကြောင်းစိတ်မကောင်းဖြစ်လျက်ရှိတော့မပြားကြီးသည်စွမ်းခွက်ကိုဆေးနေရမှနေ၍လက်ဖက်ရည်ဝိုင်းမှကိုတောင်းစင်ဟာလှမ်းပြောလိုက်ခြင်းဖြစ်၏။ဩဗျာကျွန်တော်တို့အဖြစ်ကိုမပြားကြီးကလည်းအတီသားနဲ့ဟာကျွန်တော်တို့တော့မှထမင်းနဲ့မှန်အောင်မစားရတာဘယ်လိုလုပ်ပြီးစွမ်းလောင်းနိုင်မလဲခက်ပါတယ်ဗျာကျွန်တော်တို့လိုကပ်ပါသမားတွေဟာနေရလက်ခက်တေးရလက်ခက်နောက်တမလွန်အရေးလက်ခက်အကုန်လုံးခက်တာပါပဲဗျာခက်နေုံနဲ့မပြီးသေးဘူးကွာငါတော့ကြရက်ထဲဆင်းလိုက်အောင်မယ်ကိုဖိုးကွန်ကသူတို့စကား၌စိတ်မဝင်စားသလိုနောက်ဆုံးထိုင်ရမှထားလိုက်တဲ့ဖြင့်ကိုတောင်းစိန်ကလည်းကျွန်တော်လည်းဖားရှာဖို့ကိုလူမောင်နဲ့သွားတိုင်မအောင်မယ်ဗျာဟုပြောကလက်ဖက်ရည်ချမ်းဝိုင်းမှထလာခဲ့၏အခန်း3ကိုတောင်းစိန်သည်ကိုလူမောင်အိမ်ဘက်သို့ထွက်ခဲ့ရာနှင်းများကကြာမြဲကြာနေ၏အစင်နှစ်ပင်ကိုလူမောင်ကိုသူ့အိမ်၌လက်ဖက်ရည်ချမ်းတအုပ်နှင့်တွေ့ရ၏လာ၏တောင်းစိန်ရွှက်တဲ့လက်ဖက်ချောက်ကလေးကောင်းလွန်းလို့လာမြည်စမ်းပါဦးမနေ့ကရေလဲရွာကလာရောက်တဲ့ခေါင်းရွက်သည်တွေစီကဝယ်ထားလိုက်တာကွာအယောင်ကလေးကစိမ့်ဖန်ဖန်နဲ့နီလာစိမ့်ရောင်ငှက်ခါတောင်ဆိုတာဒါမျိုးပေါ့ကွာတောက်လိုက်ရင်ပါဇက်သေးကိုစီးသွားတာပဲကိုလူမောင်ကလက်ဖက်စီကတ်နေတဲ့ဖြင့်နေရဲနေတော့လက်ဖက်ရည်ပကံတစ်လုံးထဲကိုကိုတောင်းစိန်အတွက်ရည်စူး၍ငှက်ထည့်ပေးရင်အားရပါရမြင်မြင်ရှက်ရှက်ကြီးပြောလိုက်တဲ့ဖြင့်ကိုတောင်းစိန်လည်းလက်ဖက်ရည်ဝိုင်း၌ဝင်ထိုင်လိုက်၏ကျွန်တော်လည်းကူပဲကိုလေးဖိုးကွန်းတို့အိမ်ကတောက်ပြီးထလာတာညကိုပြင်းပွဲအင်ကြီးတဲ့ဖားတော့ဆွဲအောင်လို့ခမားကိုအဖော်လာဆက်တာပဲမင်းကကူးမှလာပြီးအဖော်ဆက်နေငါကလက်နက်ကိရိယာတွေတောင်ပြင်ဆင်မိပြီငါးစာအတွက်ဖားရှာဖို့ပဲလိုတော့တယ်ဟုတ်ပြီဒီကိုလူမောင်၏အိမ်ကောင်၌အလျားလိုက်ကျိုးနစ်ဆိုင်ထားတော့ငါးများတံကိုမြင်နိုင်ပါသည်ငါးများတံမှာထီဝါဖြစ်ပြီးအရှိမ14,000ခန့်ရှိငါးများကျိုးမှမူလေဒီကျိုးကိုဖျက်၍ပြန်ကျစ်ထားတော့ကျိုးပင်ဖြစ်ကအဖျား၌အမေရိကန်လို့8နံပါတ်9ရဲ့မြသောငါးများကြီးတက်ထား၏ကျွန်တော်လည်းအားလုံးအစင်နဲ့ပါပဲဖားရှာဖို့တခုတည်းကြံပါတော့တယ်အဲ့ဒါဘယ်မှာတွားရှာကြမလဲဖားပဲရှာရှာပါပါလှုပ်လို့ဟုမထင်လိုက်ကြပါနဲ့ခင်ဗျာအချိန်မှာနွေရာကြီးဖြစ်၍ရှားပါသည်တကယ်ကိုရှားပါသည်ပြီးတော့သူတို့အလိုရှိတဲ့ဖားမှာဖပြုတ်တို့ဖကုံညင်းတို့မဟုတ်ပဲခြေမခန့်ရှိစားဖားအသေးစားကလေးများဖြစ်ရာတာ၍ရှားပါသည်ဟာကောင်ရထုံးစံအတိုင်းပေါ့ကွာညကြမီးအုပ်နဲ့ကွင်းမြင်နဲ့ထွက်ပြီးတော်လွတ်ကြတဲ့ရှောက်ရှာတာပေါ့ဟာဗျာဒီလိုရှာလို့တညကို၄-၅ ကောင်ရဖို့အရေးရှာလိုက်ရတာတေလူရောကျွန်တော်တို့အလုပ်ကတညကိုဖား10 ကောင်လောက်ကုန်မယ်မဟုတ်လားနောက်ပြီးဒီညမှာတွားရှာရင်ဒီညဖားဆွဲဖို့အချိန်ရမှာမဟုတ်ဘူးဖားရှာရတာနဲ့အချိန်ကုန်မှာပဲတို့မင်းကဘယ်လိုများလုပ်အောင်မလို့လဲဘာလဲကျုံးမိုင်ဖားကုန်တွေစီကအကောင့်103ကျပ်နှုန်းနဲ့တွားဝယ်မလို့များကြံနေတာလားဒီလိုလည်းမဟုတ်ပါဘူးဒနုဖြူမြို့မှာရေတွင်းတွေရှိတယ်မဟုတ်လားအဲ့ဒီရေတွင်းတွေဘေးမှာညဘက်ဆိုရင်
ကျွန်တော်တို့လိုချင်တဲ့စားဖားအသေးစားတွေအများကြီးရှိတယ်ဗျာအဲ့ဒါကျွန်တော်တို့ရွာကမြို့ပေါ်ပြောင်းသွားတဲ့အောင်ရင်ကိုရှာထားလိုက်စမ်းပါလို့မှားလိုက်တာအခုအကောင့်20လောက်ရနေပြီလာယူလဲပါလို့လူကြုံနဲ့မှားလိုက်လို့ခမည်းနဲ့ကျွန်တော်တွားယူရအောင်လေအေးကောင်းတာပဲဒီလက်ဖက်ရည်တအိုးကုန်ရင်တွားကြတာပေါ့ကဲတောက်လိုက်အောင်ဟေးအေးကုန်မယ်နေဒီနှင်းတူကတိုက်စစ်စင်နေရနှင်းမြူတို့ဒီတဖြည်းဖြည်းနဲ့ကစင်ကလျာစုတ်ခွာရလေပြီပရိယေတနာဝမ်းကြီးအတွက်တာလန်းပေါ်၌လှုပ်ရှားသွားလာနေတော့လူများသည်တဖြည်းဖြည်းများလာလေပြီငရမ်းကြောင့်လှမ်းသောစင်ပေါ်၌ငရမ်းကြောင့်လှမ်းနေကြသူများငပိနင်းနေသူများငမ်းမြရေးချနေသူများဖြင့်ပြုံးနေသောတန်ဃာရွာကလေးပကြီးကားချက်တွေလည်းပြက်ပြက်သားသားပေါ်ထွက်နေလေပြီတစ်ဖက်ရည်တအိုးလဲကုံရောကိုရောင်းစိန်ဒီလဲကိုလူမောင်အိမ်မသူ့အိမ်စုပ်ကလေးတို့ပြန်ခဲ့သည်မဲစင်ကအိမ်မော်၌ထိုင်ကနနက်စာအတွက်ဘရုစီမှာစံသွားချင်းရင်ရနိုင်မှာမလဲလို့စိတ်ကူးထုံနေမဲစင်ကြီးငါနဲ့ကိုလူမောင်နဲ့ဒီညပြင်းပွဲကြီးအင်းချောင်းထဲဖားသွားဆွဲမလို့ကွာအခုငါးစာအတွက်ငါမှထားတဲ့ဖားကိုဓနုဖြူမြို့မှာတွားယူလိုက်အောင်မယ်အိမ်မှာချက်စရာစံမရှိရင်အရှောင်းဆိုင်မှာမရမ်းကြောက်ပေးနဲ့အကျွေးသွားယူဖို့ကိုရောင်းစိန်ဒီတပတ်နွမ်းကာကီရှက်လက်တို့ကိုဝက်ကဖားထက်ရန်ပလုံးကလေးကိုဆွဲယူ၍ဆင်းလာခဲ့၏ကိုလူမောင်ကလည်းပလုံးနဲ့အသင်စောင့်နေတဲ့ဖြင့်နှစ်ယောက်သာရွာလေတရားမှတစ်ဖက်တို့ကူးကသူတို့ရွာမှ9မိုင်ခန့်ဝေးသောဓနုဖြူမြို့တို့ရှေးရှုထွက်ခွာလာ၏ဆက်သက်ဆင်ထားတယ်လို့လင်မြန်သောသူတို့၏ခြေတော်များသည်ဤ9မိုင်သောခရီးကို2နာရီအတွင်းပေါက်ရောက်စီဓနုဖြူတို့ရောက်တော့အခါနနက်10နာရီထိုးလေပြီသူတို့သည်ဓနုဖြူရှိလူစင်းရဲရက်ကွက်ဖြစ်တော့ဘောကွင်းမှအောင်ရင်အိမ်တို့ရောက်တော့အခါအောင်ရင်ကခရီးရောက်မဆိုင်ဆိုသလိုသူတို့နှစ်ဦးအားဖားများထားရနေရာကိုလိုက်ပြ၏ဖားများကိုတွင်းတွင်တွင်ရေကလေးအနှဲငယ်နဲ့လှောင်ထားရာမျက်လုံးကြောင်တောင်နဲ့ဖားကောင်များကရေကလေးဆက်တွင်ခုံဆွလုံနေကြ၏ကိုရောင်းစိန်ဒီဖားများကိုကြည့်ရင်နှစ်ချိုက်စွာပြောင်းလိုက်မိဒီဖားကိုရဖို့အတွက်9မိုင်ခရီးကိုအပြင်းလျှောက်ခဲ့ရသည်ပြီးတော့လဲဒီဖားများကိုယူပြီး9မိုင်ခရီးကိုပင်ပြန်လျှောက်ရအောင်မည်ဆိုတော့လဲလျှောက်ပါရစေတော့သူ့အလိုရှိသည့်ဖားများကိုရပြေးသည်နောက်ဘယ်လောက်ပဲလျှောက်ရသူမှမှုပါအောင်ရင်ခမအကောင်103ကျက်နဲ့ရောင်းစားနေတော့ဖားများကိုသူတို့ဟာအလကားပေးအောင်မြမကသူတို့နှစ်ဦးကိုလည်းအခမဲ့ထမင်းကျွေးလိုက်ရတယ်ထမင်းစားပြီးတော့အခါလက်ဖက်ရည်ချမ်းကိုတစ်လုံးနဲ့အချိန်ဖြုံးနေကြပြီးနေ့လေတနာရီခန့်တွင်ပြန်ရန်ပြင်ဆင်ကြ၏သူတို့ယူဆောင်လာတော့ပလုံးထဲသို့ဖားများကိုဖမ်းထည့်၏ဖားများ၏ကိုမအနံကညှိလိုက်၏သူတို့ဒီလူတစ်ယောက်လင်အကောင်100စီခွဲဝေယူကြပြီးနောက်ပလုံးကိုစီဆွဲ၍နေဘူးကျဲတွင်ပြန်ခဲ့ကြ၏တပေါင်းလာနေကပူပြင်းလာ၏အပူရှင်ကြားရောက်နေတော့မြေကြီးပေါ်တွင်ဖက်နှက်မပါပဲရှောက်ရသည်မှာမိခင်ထားတော့တံများပေါ်တွင်ရှောက်ရသလိုပူပြင်းလာသည်ဒါပေမဲ့ကျင်သားရနေတော့သူတို့နှုတ်၏ခြေဖွားများကိုမူကားပူလောင်စေရန်တက်နိုင်စွမ်းလိမ့်မည်မဟုတ်ပါချီးတယ်မှာပဲနေကလည်းပူလိုက်တာကွာပလုံးတွေကဖားတွေကလည်းကြက်တောက်နေကလည်းပူဆိုတော့ဖားတွေတေကုံမှစိုးရတယ်ကွာကိုလူမောင်ကနဖူးမှချွေးများကိုလက်ဖြစ်တက်ချရင်ညင်းညူပြောလိုက်ရာကိုတောင်းစင်ကသူ့ပလုံးကိုမြောက်ကြည့်ရင်အိုးဗျာမတကာသေးလား4-5ကောင်ပေါ့တဲတဲ့ဖားတွေကိုဒီညအတွက်ငစားလုပ်ပြီးကျန်တဲ့ဖားတွေကိုလှောင်ထားတာပေါ့ဟေး10ရက်လောက်များအနှောက်အယှက်မရှိပဲဆွဲလိုက်ရရင်တို့နှစ်ယောက်တော့ပွားမှာပဲဒါပေါ့ဗျာ10ရက်လောက်နဲ့ငွေ190ဘတ်ကနေရလိုက်မှာတစ်လားလောက်တာဆိုရင်တော့ဘာပြောကောင်းမလဲတဖြည်းဖြည်းနဲ့သူတို့ဒီ3မိုင်ခန့်ခရီးပေါက်၍ခင်မတွက်ရွာနာရှိတောက်ရီအိုးစင်တို့ရောက်လာကြသည်ပြင်းထန်သောနေမင်း၏အပူရှင်သည်သူတို့၏အသေးများ6တွေ့စေလာဗျာရိုးစင်နဲ့ရေဝင်တော့ရင်တောင်းနားကြအောင်စို့ကိုတောင်းစိန်ကပြောဆိုနဲ့ပင်လှဲလန်းပေးကိုပင်ရိတ်တွင်စောက်လုပ်ထားတော့ရိုးစင်ကိုဝင်လိုက်ရာကိုလူမောင်လည်းဝင်လိုက်လာ၏ရိုးစင်၌ခင်မတွက်ရွာမှဒေါ်ရွှေမကောင်းမှုရကွင်းဆက်ရွာမှဥတန်ကြောင်ကောင်းမှုနတ်လူသားတို့ခေါ်စီတော်စသဖြင့်သက်ဆိုင်ရာအလှရှင်များ၏နေရက်နှင့်နာမည်တို့ကိုကပီးရေထိုးထား၏ရေအိုဘေးပတ်လည်းဒီတစ်လျှောက်၌မြေကြီးကိုခပ်ပါပါခင်း၍စပားများစိုက်ထားသဖြင့်စိမ့်နှံသောစပားများပေါက်နေဒီလိုစိမ့်နှံသောစပားပင်များ၏အလင်း၌ရေများအပြင်သို့စိမ့်ထွက်နေတော့ရေအိုများကိုတွေ့မြင်ရခြင်းသည်နေပူထဲမှဝင်လာသူတိုင်းစိတ်နှလုံးကို
ရှင်မြုံအေးမြစေကိုရောင်းစိန်နဲ့ကိုလူမောင်တို့သည်ပုံမုံခွက်ကိုလက်ကင်ရိုးတက်ထားသောရေမုတ်ဖြင့်ရေကိုခတ်၍တဝစီတောက်ကြပြီးတဲ့နောက်ခရီးတော်များနားနေရန်ပြုတ်လုထားသောကိုပြစ်ပေါ်၌ထိုင်လိုက်ကြ၏ဦးကောင်းကိုမော့၍ကြော့ကြော့ကလေးပြေးနေတော့နှပေါက်နှစ်ကောင်ကသည့်လှဲရင်ကလေးတစ်စီးသည်ရိုးစင်ပြီးလှဲလန်းပေါ်မှဖြတ်၍မောင်းသွားရာပုံများသည်ရိုးစင်ထဲသို့လှည့်ဝင်လာ၏အတော်ဝေးဝေးတို့ရောက်တော့အခါလှဲရင်ကလေးကိုမမြင်ရအထောင်းထောင်းထကြံရစ်နေတော့ပုံများကြား၌လှဲရင်ကလေးကပျောက်ကွယ်သွားလေပြီ။နှွေဦးမှလေယူကလေးတစ်ချက်ဝှေ့လိုက်ရာရိုးစင်ဘေးရှိကုတ်ကိုပင်မှညောင်ရွက်များသည်ချလဲနှင့်မြေသို့ခရရှာလေပြီ။ရန်ကားသောလေပွေသည်ဖုံများကောက်ရိုးအစအနများနှင့်အတူညောင်ရွက်များကိုဝှေ့ရန်ကစားပြီးနောက်အပြေးကလေးတည်ဆောင်သွားရာချလဲနှင့်မြောက်သက်ပါသွားရရှာပြန်လေ၏။ဟေ့ဒေါင်းစိန်ဒီနေ့လာစုပ်ဘယ်နှစ်ရက်နေလဲကွာဒီနေ့တပေါင်းလာစုပ်10ရက်နေလေဗျာဒါဘောဗျာည7 နာရီလောက်ကစပြီးကြက်ဦးတွန်တဲ့အထိဆွဲလိုက်ရရင်ငရက်အကောင်အစိတ်30တော့ဘယ်ပြည့်မလဲကိုရောင်းစိန်တို့နဲ့ခဲတစ်ပြစ်လောက်တာဝေတော့ညောင်ပင်အောက်၌လျှောင်းဆက်နေတော့နွားဦးကြီးရှိမှမိန်နွားမတကောင်ဒီအမီးကလေးထောင်ကဖြတ်ပြေးလေရာနွားဦးထဲမှာနတိုးများနဲ့နဘောက်ကလေးများကထားလိုက်ကြ၏အလိုက်ဦး၍ရှေ့ဆုံးမှရောက်နေတော့နဘောက်ကလေးသည်မိန်နွားမကိုမိဂာနီးတွင်သူ့နောက်မှရောက်လာတော့နတိုးကตาပြေးဆောင်လိုက်တဲ့ဖြင့်နဘောက်ကလေးကမြဘေးအောင်၍ကြံရရရှာလေတို့တော့ဇွဲကောင်းစွာနှင့်နောက်မှဆက်လိုက်ရာတောဆက်အကွေ့ဝယ်ပျောက်ကွယ်သွားကြလိမ့်ပြီ။ကိုင်းဟေရှောက်ကြအောင်စို့ကြာနေဖားတွေတေးကုန်မှစိုးရတယ်ကွာ။နှစ်ယောက်သာဆက်၍ရှောက်ကြပြန်၏။သူတို့၏ရှေ့ဝယ်တန်လက်များသည်တရရိပ်တက်နေကြ၏။ပူပြင်း6တွေ့တော့လဟာပြင်ဝယ်လဲလန်းချောင်းတစ်လျှောက်ဇွဲကောင်းစွာနှင့်ရှောက်ခဲ့ကြရာညနေ4 နာရီခန့်တွင်ရွာဝင်တော့၏အပိုင်လေးစီးစာဒီချက်တွေးအောင်လျမ်းနေတော့အပြိုပေါက်၏မျက်နာကလေးလိုနီးမြန်းနေ၏ဒီလိုစီးစာချိန်ဝယ်တစ်ပင်ကိုကြည့်ကြည့်တာလန်းကလေးကိုပဲကြည့်ကြည့်လက်ရမြောက်လာတော့စီးစာ၏အနီအောင်စုပ်ချက်ကြောင်အရာဝတ္ထုတိုင်းပင်ရှုမကြီးွယ်တင့်တယ်လှပါသည်ဒီလိုစီးစာအချိန်မှာပင်တောတူကလေးတတိုက်သည်ရေအိုးကလေးကိုစီရွက်ကရွာနောက်မှရေကန်တို့ရေခက်ရန်တွားနေကြ၏လူပြိုပေါက်တစုသည်ကံမောင်ရိုး၌ထိုင်၍ပလွေကလေးမှုတ်ကနှင့်ရေခက်ရန်လာနေကြတော့တောတူပြိုဖြူတတိုက်အားကျူနေကြ၏ကလေးတယောက်မှမူအိတ်တန်းတက်ရန်ပြန်လာကြတော့ရွှေပြိုင်းဖြူများကိုတရေခွက်တလက်နှင့်ပြစ်နေ၏နွားချောင်းသားတဦးသည်နွားတစ်အုပ်ကိုကွင်းပြင်မှမောင်းလာကနွားချံထဲကိုတွင်းနေ၏ဒီနွားအုပ်ထဲမှနတိုးတစ်ကောင်သည်ဝတ်ထရိန်ဟုတန်ပေးကအကြောင်းမဲ့ဒေါရကြီးနေသည်ဖြင့်နွားချောင်းသားကစုပ်တက်၍ချော့နေရ၏ဒီလိုတန်ခါရွာကလေး၏စီးစာပကြီးကားချက်ကလေးဝယ်ပေါက်တူးတလက်နဲ့တွင်းတူးနေတော့ကိုရောင်းစိန်ကိုလည်းတွေ့မြင်နိုင်ပါသည်ဓနုဖြူမျိုးမှယူဆောင်လာတော့ဖားများကိုရက်ကြာလှောင်ထားနိုင်ရန်တွင်းတူးနေခြင်းဖြစ်ပါသည်ပြည်လင်သူဒီလက်ဆွဲပုံးနဲ့ရေဆွဲကတွင်းထဲသို့လောင်းထည့်လိုက်၏တို့တော့နွေရာတွေဖြစ်ပြီး6တွေ့နေတော့မြေကြီးသည်သူလောင်းထည့်လိုက်တော့ရေများအကုန်ခန်းအောင်စုပ်ပြစ်လိုက်၏သူကထက်၍လောင်း၏မြေကြီးကထက်၍စုပ်ပြစ်လိုက်၏ထက်၍လောင်းထက်၍စုပ်လောင်းမှန်များတော့မြေကြီးသည်စုပ်အားမရှိဒါကြောင့်ပဲတွင်းထဲတွင်ရေအနှဲငယ်ဝှက်ကြံရည်သည်သူသည်ပလုံးထဲမှဖားကလေးများအားတွင်းထဲသို့လောင်းထည့်လိုက်ရာဖားများသည်ပလုံဆွက်နဲ့တွင်းထဲ၌ခုံဆွလုံနေကြ၏တို့တော့တရောင်ထွာခန့်နတ်တော်တွင်းပေါ်သို့ရောက်အောင်မခုံနိုင်ကြပါကိစ္စပြီးလင်ကိုရောင်းစိန်သည်ကိုလူမောင်တို့အိမ်ဘက်သို့ထွက်လာခဲ့၏အစင်နှင့်ပင်ကိုလူမောင်အားသူ့အိမ်၌တွေ့ရ၏ဒါ၏ဒေါင်းစိန်ငါလည်းခုပဲဖားလောင်ပြီးတော့ထိုင်နေုံရှိနေတယ်မင်းရောကိစ္စပြီးပလားဟုတ်ကဲ့ပြီးတော့ပါပြီကဲဒါဖြင့်လာကွာအမိုက်ဆိုင်တွားရအောင်အမိုက်ဆိုင်ဘာတော့လုံးမလဲဗျာချီးတယ်မှာပဲအမိုက်ဆိုင်ဆိုတဲ့နောက်အရက်သွားတော့မလို့ဘောကွာဟာဗျာကျွန်တော်မတော့ချင်ဘူးပတ်စံလည်းမရှိဘူးဗျာဟာပတ်စံမရှိဘာအရေးလဲမင်းကြောက်ပေးနေတောက်တာဘောကွာဒါပေမဲ့မင်းတဲကမပေးရပါဘူးငါကတကားခံပါပါကွာတို့ဒီညတညလုံးဖားဆွဲတဲ့အခါအချမ်းလုံအောင်လို့ပါကိုလူမောင်ကတကူတဲ့ဓမ္မဖြစ်၍ရအောင်ရှာကိုအောင်သုံးကပျော်ပျော်ကြီးနေလို့ဖြစ်၏မရလဲသေးပြီတာရမီလည်းမကြံရစ်ခဲ့မုတ်ဆိုးဖို့တကူတဲ့ဖြစ်ပြီး
နောင်ရည်အတွက်ငဲ့ကွက်စရာတန်ရောစင်မရှိတော့ကြောင်ပင်ထင်တယ်လို့နေကိုလူမောင်အသင်းဆွဲခေါ်တဲ့ဖြင့်ကိုတောင်းစိန်လည်းမငင်းလိုပဲလိုက်ပါသွား၏သူကအရက်ကိုကြိုက်လာတယ်လည်းမဟုတ်မကြိုက်ဘူးဟုလည်းမဆိုတာအပေါင်းအသင်းနဲ့တွေ့၍အသင်းတိုက်လင်တောက်၏သူ့ဘာသာတော့ဘယ်တော့မှဝင်မတော့အမိုက်ဆန်ရှိတို့ရောက်တော့အခါကိုလူမောင်နီမဝင်နေပဲအတန်ကြောင်ပဲရက်တန့်စဉ်းစားနေပြီးနောက်မှာလာကွာရွာကလေးဘက်ကန်းကိုဖိုးကျော်ရင်သွားမယ်မင်းကလူဘုံဆိုင်မှာဝယ်ပြီးရောင်းတဲ့အရက်မို့ကောင်းမှာမဟုတ်ဘူးကွာဓနုပြူဘုံဆိုင်အရက်ကမှကောင်းတာကိုဖိုးကျော်ကဓနုပြူဘုံဆိုင်ကယူရောင်းတာကွာဒါကြောင့်သူ့စီသွားမယ်သူတို့ဒီရွာလေသားမှာရွာလေးဘက်ကန်းတို့ကူးခဲ့၏ကိုဖိုးကျော်ဤအိမ်ငယ်တို့ရောက်တော့အခါအရက်တောက်နေကြတော့ကွန်နမာများအင်းကူလီများစားတော့လူပေါင်းစုံကိုတွေ့မြင်ရ၏သူတို့ရက်ရွာ၌လူကုန်တန်းဟုအတိမတ်ပြုထားတော့အင်းသားကြီးသားများကလူမြင်မှစိုး၍ကိုဖိုးကျော်အိတ်ခမ်းပြုတ်လုထားတော့ထရဟောင်းတစ်ချက်ကိုကာယံထားသည်အခန်းထဲ၌တောက်ကြ၏ကိုဖိုးကျော်ကလည်းသူတို့လိုမျက်နှာကြီးများအထုအခွင့်ရေးပေးကသူ့အိတ်ခမ်းထဲ၌ပင်တောက်စီယုံမြမကငရမ်းကြောက်ဖို့စတော့အမည်ကလေးကိုလည်းရှားပွေတဲခင်းပြုစုရသည်ဖြိုးကိုဖိုးကျော်ရက်တပလင်းပေးဖြိုးကိုဖိုးကျော်ကအင်းသားကြီးသားများကိုအရေးတယူပြုစုနေရ၍မအားလက်သဖြင့်ကိုဖိုးကျော်၏သမီးအေးစိန်ကအရက်တပလင်းလာချပေးရ၏အရက်ဖို့တော့နောက်မှငရက်ကြောက်လာပေးမယ်ကြားလားသူတို့၏ဂရိမှန်တော်ဖောက်တယ်များနဲ့ကိုလူမောင်လည်းတယောက်အပါဝင်ဖြစ်သည်ဖြင့်အေးစိန်ဒီအလွယ်တကူပင်ခေါင်းငိန်လိုက်၏ကဲတောက်ဟိထောင်းစိန်ကိုလူမောင်ကအရက်ထက်တောက်ရန်ထုတ်ပေးထားတော့ဟင်းတော့ပကံလုံးတဲ့သူအရက်ကိုငှဲ့တဲ့ပေးရင်ပြောလိုက်သည်ဖြင့်ကိုတောင်းစိန်လည်းလှမ်းယူမော့ချလိုက်၏ဘယ်နဲ့လဲအရက်ကတော်တော်ကောင်းရဲ့လားကိုလူမောင်အရက်တော့အပြည့်တွင်မျက်နာကိုရှုံမဲ့၍ပါဇက်မှလည်းရှူဟဲနဲ့လုံနေတော့ကိုတောင်းစိန်အားကြည့်ကမေးလိုက်ဟာကောင်းမကောင်းတော့မပြောတတ်ဘူးလေချောင်းထဲမှာတော့မိစာကြီးထိုးတွင်းလိုက်တယ်လို့ပူဝင်သွားတာဗျဒီအရက်မိတော့လိမ့်မယ်ထင်တယ်ဟဲဒါမှကောင်းတာကွာကဲမိတော့မတော့သိရအောင်လက်တွေ့စမ်းကြည့်ရသေးတာပေါ့ကွာကိုလူမောင်ဒီအသင့်ပါလာတော့မိကျစ်အိမ်ထဲမှာမိကျစ်ဆန်တစ်ချောင်းကိုထုတ်ကာရှဲကနေချစ်လိုက်ပြီးတော့ကိုတောင်းစိန်မော့ပြီးအနှဲငယ်ကြံနေသေးတော့ပကံလုံးထဲမှာအရက်ကြံကိုတို့လိုက်ချက်ချင်းပင်ဓာတ်စီကိုမိတို့လိုက်သလိုဟုတ်ကနေထတော့ကအနှဲငယ်ခန့်ရှောက်လောင်ပြီးတော့ပြန်ငိန်တော့ဤဟဲအရက်ဆိုဒီလိုမှပေါ့ကွာချက်အရက်မဟုတ်ပဲပုံစံအရက်ပင်မဲ့ပင်ရင်းကလာတဲ့အတိုင်းဆိုရင်မိတော့ပါတယ်ကွာခွေးမသာအမိုက်ကတော့မင်းကလူဘိုးဆိုင်ကလည်းယူရောင်းနေရေလဲရောတော့ဘယ်တောက်တုံးကြတော့မလဲအရက်မတော့ခင်ကပင်အဝဇန်းရွှင်နေတော့ကိုလူမောင်အားကိုတောင်းစိန်ကတဖန်ပြန်ငှဲ့ပေးလိုက်ရာကိုလူမောင်ကလှမ်းယူမော့ချလိုက်ပြန်ကိုတောင်းစိန်ကိုနောက်ထပ်တောက်ရန်ကိုလူမောင်ကတိုက်တွန်းတို့တော့ဥရိုင်းမဟုတ်တော့လဲဝါနုလာတော့ကိုတောင်းစိန်မှာတခွက်ထဲနဲ့မူးနေပြီဖြစ်တဲ့ဖြင့်အသင်းညှင်းဆန်နေတော့ကြောင့်ကိုလူမောင်တယောက်တည်းကောင်းအောင်တောက်ပြက်လိုက်ရ၏အခန်းကဟဲ့သေးနာကောင်ကြီးအရက်တွေတောက်လာတယ်မဟုတ်လားယင်အိမ်မှာဘလောက်ကြက်သေးနေတယ်ဆိုတာသိရတာနဲ့ဘယ်လိုမြောက်ပြီလို့ဒီဆောက်ယူတွေတောက်လာတာလဲကိုလူမောင်နဲ့အရက်တောက်ပြေးခဲ့ပြီမိထွန်းချိန်အိမ်ပြန်အရောက်တွင်မျက်နှာကြီးနီနေတော့ကိုတောင်းစိန်အားမြင်ပြီးမဲစိန်ရိပ်မိကစူပွက်နေခြင်းဖြစ်ကိုလူမောင်ကဖားသွားဆဲတဲ့အခါမှာအချမ်းလုံအောင်ဆိုပြီးအတင်းတိုက်လို့ပါကွာမများပါဘူးနည်းနည်းလေးပါမဲစိန်ကရင်သီးစွာပြောတော့လေသူကတော့အေးပဲပြန်ပြောသည်ဟုတ်သည်သူ့လိုလူအေးတယောက်ဖို့အရက်တောက်လာရင်လဲခက်အေးအေးမတောက်ရင်လဲခက်အေးသူ့ငကိုမူကတော့အရက်တောက်တဲ့အတွက်ထူးခြားပြောင်းလဲလာမည်မဟုတ်ပါစာလာပြီမဲစိန်ရဲ့ထမင်းခူးပေးပါဦးတော့ဟာတော့တွားဆိုကြည့်ကျုပ်မခူးနိုင်ဘူးကိုတောင်းစိန်ဒီဘာမှပြန်မပြောတော့သူအရက်တောက်လာပြီမဲစိန်စိတ်ဆိုးနေကြောင်သိတဲ့ဖြင့်သူ့ဟာသူပင်ခုခက်စားနေ၏ထမင်းစားပြီးပြီမဲစိန်စိတ်ကျေနပ်အောင်ချော့မော်ပြီးမှဖားတော်ဆွဲမိဟုကြံရွယ်ထား၏တထုပကံများတစ်ချက်ထဲတွင်ထမင်းရောဟင်းပါပလုတ်ပလောင်စားတောက်နေရမှာမဲစိန်ကမတိမတာအကဲခတ်နေမဲစိန်ကစိတ်ဆိုးမပြေသေးသည့်ဟန်ဖြင့်နှုတ်ခမ်းကိုစူထားကတစ်ချက်တွင်သူ့ဘက်သို့မျက်စောင်းလှည့်၍ထိုး၏စားတော့ပြီးစီတော့အခါဆက်ဖြဲဖြဲမျက်နှာဘေးဖြင့်မဲစိန်အနီး၌ဝင်ထိုင်ရာမဲစိန်ကမျက်စောင်းထိုး၍
တစ်ဖက်သို့လှည့်နေလိုက်သည်ဒီအမူအရာကိုသူသိပါသည်ဒီလိုမဲစိန်သူ့အပေါ်စိတ်ကောက်တဲ့အခါတိုင်းသူချော့နေကြဖြစ်၍ယခုလဲမိမဓမ္မရာတိုင်းသူ့ချစ်လင်၏ချော့မော့ယူရခြင်းကိုခံယူလိုတော့ကြောင့်စိတ်ကောက်နေခြင်းမဟုတ်ပါလောဒီလိုအခါမျိုးမှာသူချော့နေကြတာဝန်ကိုမေ့လျော့ကထွက်သွားမိတဲ့ဖြင့်မဲစိန်တော့ဘလောက်အသေးနာရှာမလဲအေးမဲစိန်ကလည်းကွာအလုတ်တွားရမယ်လို့စိတ်မကောင်းအောင်မလုပ်ပါနဲ့မြေမျိုးရစီရဲ့နင်စိတ်ဆိုးမှဆိုလို့ငါများမတောက်ခဲ့ပါဘူးမဲစိန်ဝမ်းထဲ၌ကကြိတ်၍ကျဉ်နဲ့လျက်ရှိတကယ်ဆိုတော့မဲစိန်ဖို့ဒီလိုအချော့ခံရသည့်အရာလောက်ထူးကဲတဲ့အရာကိုဘယ်မှာရှာတွေ့နိုင်မလို့ဒါပေမဲ့သူမဒီအရာကိုအစွမ်းကုန်ခံစားကြပါလေသည်ဒါကြောင့်မဟုတ်လောစိတ်ကြည်နေပြီးဖြစ်ပါလေရဲ့ပို၍စိတ်ဆိုးနေဟန်စောင့်နေတဲ့သည်သွားပါကာလနာကြီးကျုပ်ကတော့အိမ်အတွက်ပူလိုက်ရတာသူကတော့အရက်ကလေးတောက်ကနဲ့သူ့ကိုယ်သူတထေးသားမှတ်နေလားမသိဘူးကိုလူမောင်ကတခါခံပြီးအတင်းတိုက်လိုက်လို့ပါမယ်စင်ရငါပါလားငါဆိုရင်ဘယ်တော့မှတောက်ဘူးလို့လဲကဲနေမကျင်နဲ့ရင်နောက်ကိုငါဘယ်လိုတိုက်တိုင်းမတောက်ဘူးကျင်နေပြီမဟုတ်လားကျင်နေပြီဆိုလို့ရှိရင်ဒီညဖားဆွဲရမှာမို့ကြောက်ဦးတွန်လောက်မှပြန်နိုင်မှာကိုတောင်းစိန်ဒီစကားဆက်ရမှာခက်နေတဲ့ဖြင့်အဟီးဟူတာယူးကြောင်ရဲလိုက်ကပြုံးဖြဲကြီးလုံနေမွေပွေးကြိုက်အလုတ်ဖြင့်လုံမင်မကြမ်းနေဘူးရက်တော့ချင်ရတာနဲ့တွားကနေရိတ်ခါယူချင်ရတာနဲ့သူဒါပဲတက်တယ်မဲစိန်စိတ်ဆိုးပြေသွားပြီဖြစ်ကြောင်းရိပ်မိတဲ့ဖြင့်ကိုတောင်းစိန်ဒီအနည်းရှိထိုင်နေတော့ဒီလုံးနဲ့ကလေးများအိမ်အောင်၌တွားကစားရန်ပြောဆိုနှင်ထုတ်လိုက်ကလေးများအိမ်အောင်ဆင်းသွားတယ်နဲ့တပြိုင်နက်ကိုတောင်းစိန်ဒီရင်နံစီမီးကွက်ကိုဖူးကနေမှုတ်လိုက်အခန်း6လာစုပ်ရမှုညတီမှောင်နေလေလက်နဲ့တောက်နေတော့ကြဲကလေးများဤအလင်းရောင်တာရှိတော်ပါရီမှောင်မဲညတီကြဲကလေးများဤအလင်းရောင်ကြောင့်မှုံဝါးတော့လင်းနေပါသည်ကြက်တည်းရှိလာတော့ဖိုးရွှေလကိုမตาလဲတာလဲတာနဲ့လူတိုင်းပင်တောင်းတာကြ၏နှုတ်ခမ်းဒီမှကလေးသည်လာမင်းကိုကြည့်၍ချစ်သူကိုတရိရနေခြင်းသည်လူကြီးသူမများကလည်းဒီလိုလာတာဝဲရှေးအောင်နှောင်းဖြစ်များကိုစမြုပ်ပြန်နေလိုကြသည်ဒါပေမဲ့ကိုရောင်းစိန်တို့လိုအင်းချောင်းထဲ၌ဖားခိုးဆွဲရမယ်လူများကတော့လာကိုအလိုမရှိပါကြယ်များကိုပင်မုန်းတီးပါသည်အိမ်မိတ်အောင်မှောင်နေပါစေမိုးမောင်ကြီးကြပါစေသူတို့နှစ်သက်ပါမည်လာတာတော့ငါမဟတ်ပါငွေလာရောင်အောက်ဝဲသူတို့အရေးကိုမြင်နေတပြိုင်နက်ငါးများသည်ဝေးရတော့ပြေတော့သည်ပြီးတော့ချောင်း၍လိုက်နေတော့အင်နာကြီးနဲ့သူတို့ပဲလူမိုင်များကိုလည်းကြောက်ရပါလေသည်မှောင်မဲဆိုတော့ငါးများရောအင်နာကြီးပါသူတို့ကိုမမြင်နိုင်ပါဒါကြောင့်လဲသူတို့လောက်ကိုမတောင်းတာကြပါမုန်းတီးပါသည်လာဆန်းရဲ့ဆိုရင်ညာဦးလပါနေတော့သူတို့ဒီတရေသမောအိတ်နေပြီးလဝင်မှဖားတွားဆွဲရသည်လာစုပ်ရဲ့ဆိုရင်လဲညာဦးလမိုက်နေတော့ကမန်းကရန်ဖားဆွဲ၍လာထွက်လာသည်နဲ့တပြိုင်နက်ပြန်ရတော့သည်တညာလုံးလိုဖားဆွဲရသည့်ရက်ကနဲလာပါသည်လာစုပ်7 13 14 15ရက်များမှာလာဆန်း1 2 3 4ရက်များအထိလောက်တာလာမိုက်ချိန်ကပုံများတော့ကြောင်တညာလုံးလိုဖားဆွဲရပါသည်ယနေ့ညဒီလဲတပေါင်းလာစုပ်10ရက်နေ့ညဖြစ်၍လာသည်ကြက်တီးသွန်လောက်မှထွက်မည်ဖြစ်ရာကိုရောင်းစိန်တို့ဖို့ဖားဆွဲချိန်အတော်များရှိမိညဖြစ်ပါသည်ဒါကြောင့်လဲယခုလိုည7နာရီလောက်ကလေးကကိုရောင်းစိန်နဲ့ကိုလူမောင်တို့ပြင်းပွဲကြီးအင်းချောင်းရိုးတစ်ဖက်ကန်းတို့အသင့်ရောက်နေကြခြင်းဖြစ်ပါသည်ရောက်လင်ရောက်ချင်းပင်နှစ်ဦးစလုံးငါးများတန်ကိုရှေ့ချကမတ်တက်ရက်လိုက်ကြ၏သူတို့၏လက်ထဲ၌အသင့်ပါလာတော့ကွမ်းရကလေးကိုကင်မြောက်ရင်းသူတို့၏နှုတ်မှလည်းပွဲမှန်ရှင်ကြီးခမညာတပည့်သားမြင်းများကကွမ်းရကိုတင်မြောက်ပါတာပါတယ်တပည့်သားမြင်းများကိုတနာတော်အပြင်တာငါများဖောဖောတီရအောင်မဆတော်မူပါပုံမွာတရိษံနဲ့တကွာအင်းသားကြီးဘေးရန်ကပါလွတ်ကင်းအောင်ဆောင်မတော်မူပါအရှင်ကြီးခမညာဟုရွတ်ဆိုနေကြ၏ဟုတ်သည်သူတို့ဒီဘာလို့လို့အလုံးမစမီဆိုင်ရာပန်ရာကွဲမိုင်များတင်မြောက်ပသလိုက်ရမှတန်တရာရှင်သည်သူတို့နှင့်တစ်ဖက်ကန်းရှိကွမ်းကိုအမေမဲပါလားဟုခေါ်တော့မိမကွဲမိုင်ကစိုးပိုင်ကြီးဟုသူတို့အသိအမှတ်ပြုသည်ယခုသူတို့ဖားဆွဲမိနေရရှိကွင်းကိုမူဥပိုးကလုံးဟုခေါ်တော့ကွင်းမိုင်ကြီးကစိုးပိုင်ဒီဟုခေါ်တော့အောက်လန်းဆရာဘွားမှကွယ်လွန်၍ယခုဤကွင်းကိုပိုင်စိုးဒီဟုမှတ်ယူ၏သူတို့တင်မြောက်ပသလင်တာငါများဖောဖောတီရအောင်မဆသည်
ပိုးမွားတိရစ္ဆာန်နဲ့အင်နာဂျီဘေးရန်မှလွတ်ကင်းအောင်လဲကာကွယ်ပေးသည်ဟုဆွဲလန်းထားကြသည်ယခုသူတို့ဖားဆွဲမိပြင်းပွဲကြီးအင်္ဂါအင်းပိုးငွေ9000 6000ပေးဆွဲရတော့အင်ဂျီဖြစ်ပါသည်ချောင်းရိုးကိုကန့်လန့်ဖြတ်၍အထက်အောက်ညက်ကရင်းများကိုကာထား၏ဒါကိုအင်းနာအခေါ်အဖြင့်ဆယ်သားဒီဟုခေါ်၏ဤကဲ့သို့အထက်အောက်ညက်ကရင်းများဖြင့်သားစီပိတ်ဆို့ထားတော့ကြောင်းဤအတွင်းချောင်းရိုးမှငါးများသည်အပြင်ချောင်းရိုးခေါ်ဘေးမဲ့ချောင်းရိုးတို့မထွက်နိုင်တော့ဤပိတ်ဆို့ထားသောအင်းပိုင်နက်အတွင်းချောင်းရိုး၌ကွင်းနှင့်ဆက်တွယ်ထားသောရိုးကလေးရှိရာစောင်းလေလောက်ရောက်၍ကွင်းထဲ၌ကုန်းပေါ်လာတော့အခါကွင်းထဲမှငါးများသည်ရိုးကလေးအတိုင်းအင်းပိုင်နက်အတွင်းချောင်းရိုးထဲသို့စုပြုံဝင်လာကြ၏ထိုအခါကြိုတင်၍ပိတ်ဆို့ထားသောအင်းပိုင်နက်ချောင်းရိုးအတွင်း၌ချောင်းပိတ်မိနေကြ၏ဤဒီကိုထောင်ချောင်းအပြင်ကိုရောင်းစိန်တို့သည်ဘာကြောင့်ဘေးမဲ့ချောင်းရိုးထဲ၌အေးဆေးဆေးမရှာဖွေပဲသူတစ်ပါးအင်းပိုင်နက်ထဲခိုးကြောင်ခိုးဝက်နှင့်စွန်စာဖားဆွဲရသည်ကိုတဘောပေါက်နိုင်ပါလိမ့်မည်ဤသို့အင်နာကြီးများကကွင်းထဲမှငါးများကိုဆဲအတန်တန်ဖြင့်ပိတ်ဆို့ဝန်းဝိုင်းထားတော့ကြောင်းကွင်းငါးများမှာဘေးမဲ့ချောင်းရိုးထဲ၌မူလရှိရင်ဆွဲငါးများတာရှိရာရှစ်လျားလာတော့ဘေးမဲ့ချောင်းရိုးကြီးတစ်လျှောက်ပါရှား၍အပြန့်အနှံ့ဖြစ်နေတော့ငါးများကိုရှာဖွေရသည်မှာမလွယ်ကူလာပါခါလာဖို့ဝေး၍ဝမ်းဝဖို့ပင်ခဲရင်ပါသည်ဒါကြောင့်ပဲသူတို့ဒီငါးများစုပြုံနေတော့အင်းပိုင်နဲ့အတွင်ချောင်းရိုးတဲ့၌စွန်စာဖားဆွဲရန်ကြံစီနေခြင်းကတကယ်ဆိုတော့လေမဆန်းလာပါကိုရောင်းစိန်ကအထက်ဆယ်နား၌နေရာယူ၍ကိုလူမောင်ကအောက်ဆယ်နား၌နေရာယူ၏ကိုရောင်းစိန်သည်ဖားပလုံးကိုဖွင့်၍ဖားတစ်ကောင်ကိုဆွဲထုတ်ကာပလုံးကိုပြန်ပိတ်ထား၏သူ့လက်ထဲ၌ရုံးကန်နေတော့ဖားကလေးကိုအနည်းရှိအုတ်ခဲနှင့်ဆွဲထုတ်လိုက်ရာဖားကလေးမှာအနှိမ့်စတဘောနှင့်ကိစ္စချောရှာလေပြီသူသည်ဖားတွေကိုငါးများကျိတ်၌ချိတ်၏ငါးများအကွေးတိုင်းဥကောင်းမှနေ၍ငါးများအသွားကိုထိုးတွင်းလိုက်ကာဖင်၌ငါးများအထက်ကလေးပေါ်နေသည့်တိုင်အောင်ဖောက်ထွက်လာစေဒါမှသာငရက်နီဖား၏အညီနှံ့ကိုရ၍အစာငတ်ငတ်နှင့်တရှိန်တို့ထိုးဟပ်လိုက်လျင်ဖားသည်အရှိန်နှင့်ငါးများကြိုးရန်တစ်ချောင်းမြောက်တက်သွားကာငရက်သာလျင်ငါးများ၌တန်လန်ကြီးမိနေလိမ့်မည်ဒီနည်းဖြင့်သူသည်ဖားတစ်ကောင်လျင်ငရက်၄-၅ကောင်ရနိုင်သည်သူသည်ငါးများချိန်၌ဖားကိုစိတ်ကျေနပ်အောင်ချိန်ပြီးတော့အခါလက်မှလွှတ်လိုက်၍ငါးများတံကိုကောက်ကင်မတ်တက်ရဲ့၍ငါးများတံကိုလက်နှစ်ဖက်ဖြင့်ဇုံကင်ပြီးစံတန်းလိုက်တော့အခါငါးများအကျိုးရှိငါးများမှဖားကလေးသည်ရေလေလောက်စီ၌တွဲလောင်းကလေးဖြစ်နေ၏ငါးများတံကိုအနှဲငယ်နှိမ့်ချ၍ရင်းနှင့်ဖားထိလောက်ပြီးဟုအထင်ရှိတော့အခါငါးများတံကိုရှေ့ထိုးနောက်ငင်စကောဝိုင်းဝှေ့ရမ်းနေ၏ဒီလိုဝှေ့ရမ်းနေတော့အရှင်ကြောင့်ငါးများ၌ချိတ်ထားသောဖားကလေးသည်ငါးကလေးတစ်ကောင်ရေပေါ်၌ရှက်ကူးနေသလိုတစ်ဖြက်ဖြက်အတန်ဖြင့်ရေပေါ်၌ပတ်ချလဲနေချက်ချင်းပင်ငရက်တစ်ကောင်သည်ဝုန်းကနေနေအောင်ထိုးဟပ်လိုက်ရာကိုတောင်းစိန်သည်ငါးများတံကိုဆွဲတုပ်လိုက်အလိုလေးဝမ်းသာစရာကောင်းလိုက်ပါပြီကိုတောင်းစိန်ဆွဲတုပ်လိုက်တော့ငါးများတံသည်ပေါ့ပေါ့ပါးပါးနဲ့မဟုတ်ပဲငါးများ၌တစုံတစ်ခုချိတ်၍ပါလာသလိုလေးလေးပင်ပင်နဲ့အားရပါရရှိနေသည်ကိုသူ့အာယုံ၌တွေ့ထိခံစားလိုက်မိငါးများတံကိုမြေကြီးပေါ်၌ထောက်၍ထောင်ကာတွဲလောင်းဖြစ်နေတော့ငါးများကျိုးကိုလှမ်းဆွဲလိုက်ကျိုးသည်သူ့လက်တွင်း၌အငြိမ်မနေလှုပ်ခါလျက်ရှိဟုတ်ပေပြီငါးများ၌ငရက်နီချိတ်လျက်ပါလာကြောင်းသူအတက်သိပြီသူသည်ကျိုးအဆုံးကိုဆွဲယူလိုက်ကာငါးများတံကင်ထားသောလက်ကိုလွှတ်လိုက်ပြီးကျိုးအဆုံး၌ငါးများ၌ချိတ်မိနေ၍ရက်ကန်ဖြင့်ရုံးကန်နေတော့ငရက်၏ဇက်ကိုကင်ဖမ်းလိုက်ပြီးတော့မှကျိုးကိုကင်ထားသောအခြားလက်တစ်ဖက်ကိုလွှတ်လိုက်ပြန်ကာငရက်ဦးကောင်းကိုပြောင်းကန်ဇက်နှင့်ခေါင်းကိုလက်တစ်ဖက်စီခွကင်ပြီးအားဆိုင်၍ချိုးလိုက်ရာငရက်မှာဇက်ကျိုး၍ငြိမ်သက်သွားရှာလေပြီသူ၏လွတ်မြောက်ရေးအတွက်ရုံးကန်သွန်းလန်ရန်တန်ဆွမ်းလာတော့ငရက်ကိုဒီနည်းဖြင့်အပြစ်သက်ချိုးနှိမ်လိုက်ပြီးမှငရက်၏ပါးစပ်မှငါးများကိုဖြုတ်၏ပြီးလင်ခါးကြားမှတီရန်ကိုဆွဲထုတ်၍ငရက်၏ပါးစပ်ကိုဖြဲပြီးတီရန်ကိုထိုးတွင်းလိုက်ကာဗဟတ်မှဖောက်ထွက်လာစေတီရန်ဆိုဒီမှာလက်တန်းလုံးခန့်ဝါးချောင်းကိုတထွာခန့်ဖြတ်၍အဖျား၌ချွန်ထားပြီးအရင်၌အနှစ်ဖားပေါက်ကဲ့သို့အပေါက်ကလေးဖောက်ထား၏ထိုအပေါက်မှကျိုးတစ်ချောင်းကိုထိုးတွင်းပြီး
အစနှစ်ဖက်အညီထားပြီးပြန်ကျစ်လိုက်ကကျိုးဆုံး၌ထုံထားလိုက်ဒီနည်းဖြင့်တီရန်နှင့်ကျိုးဒီဆက်ဆက်လျက်ရှိနေပြီးတီရန်မှထိုးတွင်းလိုက်တော့ငါဒီကျိုးအဆုံးတို့တိုင်ရှော့ကျသွားကထုံထားတော့ကျိုးအဆုံးတို့ရောက်တော့အခါထစ်ခံနေသူဖမ်းမိတော့ငရက်များကိုဒီနည်းအတိုင်းတကောင်မီးတကောင်တီထားရန်ဤတီတိုင်းကိုသူအသုံးပြုရခြင်းဖြစ်အခန်းခွန်တကောင်ကျက်တွန်လေပြီနေဘူးလို့ညချမ်းတပေါင်းလာတရန်ဟူဒီနဲ့အညီကိုတောင်းစိန်လဲချမ်းစပြူလာပြီ14,000ခန့်ရှည်တော့ငါးများတံကိုအမြဲကင်မြောက်နေရတဲ့ဖြင့်သူ့လက်များလဲညောင်းညာနေပြီငစားအတွက်ဖားလေးကောင်ပဲကုန်ခဲ့ပြီသူဒီခိတ္တမြအနားယူကကိုလူမောင်နဲ့စကားဆက်မြည်ပြောလို့တဖြင့်ကိုလူမောင်ရှိရာအောက်ဘက်တို့ရှောက်လာ၏အလိုမြတ်စွာဘုရားတို့ရင်ထဲ၌ထိတ်ခနဲဖြစ်သွား၏9000တို့လက်နေဓမ္မီအလင်းရောင်ဒီချောင်းကိုဖြတ်ကာသူတို့ရှိရာကမ်းဘက်တို့ရောက်လာ၏တော်ပါနေ၏အလင်းရောင်ဒီသူ့စီတို့အရင်မကြရောက်ပဲသူ့ရှိ15ကိုက်ခန့်အကွာရှိလက်မှန်ပင်ကြီးစီတို့ကြရောက်လဲထိန်နေမုတ်ချအင်းသားကြီးဒီမတင်ကာ၍တစ်ဖက်ကမ်းမှာလက်နေဓမ္မီဖြင့်ထိုးကြည့်နေပြီဓမ္မီအလင်းရောင်ဒီတဖြည်းဖြည်းသူရှိရာဘက်တို့ရွေးလျားလာ၏သူပုံးကွယ်ရာနေရာရှာမှဖြစ်တော်မူသူဒီသူ့နောက်ဘက်မနီမဝေး၌ရှိတော်ကောက်ရိုးပုံစီတို့ပြန်ပြေးကကောက်ရိုးပုံ၏နောက်ွယ်တွင်ပုနေအောင်ဝတ်နေလိုက်၏ချက်ချင်းပင်အလင်းရောင်ဒီကောက်ရိုးပုံတို့ရောက်လာ၏တို့တော့ကောက်ရိုးပုံကိုဖောက်ထွင်း၍သူ့ကိုမြင်နိုင်ရန်တက်နိုင်လေစေမည်တော့မဟုတ်ပါအတန်ကြာအောင်ပင်ဟိုထိုးတီထိုးနှင့်ထိုးနေပြီးနောက်လက်နေဓမ္မီရောင်ဒီပျောက်သွားတော့၏အချိန်တော်ကြာသည့်တိုင်အလင်းရောင်ပြန်ပေါ်မလာ၍သူပုံးကွယ်နေရမှထားလိုက်ရာသူ့အနီးတို့ရောက်နေတော့ကိုလူမောင်ကိုတွေ့ရ၏ဟေ့ဒေါင်းစိန်ခုနမင်းဒီကောက်ရိုးပုံနောက်မှာပုံးနေသလားငါလဲ10နားမှာရှိတဲ့တွင်းထဲခုံချပြီးဝင့်နေရတယ်ကွာဘယ်နဲ့လဲငရံတော်တော်ဟပ်ပလားငါတော့9កောင်လောက်တော့ရပြီထင်ပါရဲ့ကျွန်တော်လည်းဒီလောက်တော့ရနေပါပြီဒီတိုင်းလားဆိုရင်ကျွန်တော်တို့တော့ဟန်ပါပဲဗျာခက်တာကရေရှည်ဆိုရင်ဖားမလောက်မှဆိုးရတယ်ဖားကုန်တဲ့အခါကြပြန်တော့လေဒီလိုပဲရှာဖွေရတာပေါ့ကွာအခုတည်းကတွေးပူနေစရာမလိုပါဘူးမိထီလာကန်ကြီးကိုဒါဒီအရောက်ရွှေ့ထားလိုက်ချင်တော့တာပဲဘာလို့ပို့လဲကွာလူကလေးရဲ့ချော့စရာမိထီလာကန်တော်အောက်ကဖားကောက်ခဲ့ပါဖားပါရင်တကောင်ပေးပါမျက်လုံးငယ်ကြောင်တောင်နဲ့ဖားကောင်ကသေးဆိုတဲ့သားချော့တခြင်းကိုခမမကြားဘူးလားဗျာဒီတခြင်းတိုင်းတာဆိုရင်မိထီလာကန်ထဲမှာဖားတော်ပေါ်လိမ့်မယ်ထင်တယ်ဒီကန်ကိုဒါဒီရွှေ့ထားလိုက်ရရင်ကျွန်တော်တို့ဖားအတွက်ဘာပူစရာလိုတော့မလဲဗျာဒါပေမဲ့မိထီလာဆိုတာဘယ်စီမှာရှင်းမန်းမနေတာကြွားကြတယ်သူစကားဆုံးတွင်ကိုလူမောင်ကတဘောကျသွားသလိုဟဟပပကြီးရဲလိုက်တဲ့ဖြင့်ကိုတောင်းစိန်ကတူတူဗျတူတူအင်းသားကြီးကြားတော့လို့ဒုက္ခများကုန်မဲဟုသတိပေးလိုက်ရလေညက်နဲ့လေအချမ်းတက်ပိုကဲလေဖြစ်လာ၏အပူချာရောအေးချာရောဇွတ်နစ်တိုးခဲ့ကြတို့များဖြစ်ပြီးထူထားပေတာရနေတော့ကြောင့်သာဒီလိုချမ်းရေးလာသည့်အခါ၌ပင်အင်းကြီးမပါဗလာကူရီကြောပြောင်ကြီးများနဲ့နေနိုင်ကြခြင်းဖြစ်၏ကိုလူမောင်ဒီချမ်းလွန်၍ကြက်တီးထသွားတယ်လို့ပခုံးနှစ်ဖက်ကိုတွန့်၍ကိုလှုပ်ခါလိုက်ရင်ဒီလိုချမ်းတော့ညနေကတောက်ခဲ့တဲ့မိတော့ရက်ကလေးကိုသတိရသေးတယ်ကွာတပလင်းလောက်အပူဆောင်လာရအကောင်းတာတကယ်ချမ်းပြီလို့ဆိုတော့စောင်းချုံလို့မလုံဘူးအရက်ချုံမှလုံနေကွာစောင်းချုံလို့လုံရင်ကောခမည်းမချုံစရာစောင်းရှိလို့လားအေးမင်းကလည်းချမ်းသာတာတွေလူတိကုန်အောင်ပဲစောင်းမချုံနိုင်လို့ပစိုးချုံပြီးကွေးခဲ့ရတာဘလောက်ကြာပြီလဲကွာဒါနဲ့များစောင်းချုံရင်မလုံဘူးလေးဘာလေးနဲ့လုံနေရသေးတယ်ဘေးကလူတွေကြားသွားရင်ဒီကောင်တွေစောင်းချုံမှုတဲ့လူတွေလို့အထင်ကြီးကုန်အောင်ပဲနှစ်ယောက်တော့ကြိတ်၍ရဲလိုက်ကြပြန်ရင်နိုင်ကြပါပြီနိစောင်းမချုံနိုင်လောက်ပင်စင်ရဲမွဲတေလာတော့သူတို့၏အဖြစ်ဆိုးကိုပင်ပွဲကြတော့ပြက်လုံးကဲ့သို့ရဲမောပြောဆိုနိုင်သည့်အာကလူတွေပင်စင်ရဲဒုက္ခကိုမတိမဲ့မြင်နဲ့ပြက်ရဲပြုတ်နိုင်ကြသည့်တကယ်သူရဲကောင်းများကိုပြပါဆိုရင်သူတို့ကလက်ညှိုးထိုး၍ပြရပေလိမ့်မည်အတန်ကြာအောင်ပင်ထင်မိထင်ရာတွေရှောက်ပြောနေကြပြီးနောက်လူချင်းခွဲလိုက်ကြပြန်ကဆက်လက်၍ငားများ၌ဖားကိုချိတ်၍ရေထဲချလိုက်လင်ပင်ငရက်များမှာအငမ်းမရဟုံးကနေထိုးဟက်နေသည်ဖြင့်ငါးကိုချက်ချင်းဖြုတ်တီတာနှင့်သည်နောက်ဖားကိုပြန်ချိတ်စသဖြင့်မအောင်အလုံးများနေကြ၏ဒီကဲ့သို့ငရက်များအငမ်းမရဟတ်နေခြင်းမှာအင်းချောင်းအတွင်း၌ဂျမ်း၌ပြေးပြီးဖြစ်ပြီးငါရဲများ၏အစာဖြစ်သောငါကလေးများရှားပါသွားသည်ဖြင့်
အစာငတ်နေစဉ်နှင့်ကြုံကြိုက်နေ၍ဖြစ်ပါသည်ဤ၌ဂျန်တိုက်သည်ဟူသောအင်နာဝေါဟာရကိုစာဖတ်သူများသဘောပေါက်အောင်ရှင်းပြဖို့လိုလိမ့်မည်ဟုထင်ပါသည်သို့တော့ဂျန်တိုက်ပုံကိုစာနှင့်တရုပ်ပေါ်အောင်ဖော်ရလျင်အတော်ရှည်လျားစွာရေးရလိမ့်မည်သူ့ကြီးတပုတ်တက်တက်ရေးနိုင်မှတရုပ်ပေါ်ပါလိမ့်မည်တို့ဖြစ်ပြီးဂျန်တိုက်သည်ဟူသောဝေါဟာရကိုအကြမ်းအဖြစ်တည်ထားရန်မှာအင်းသားကြီးများကအင်းချောင်းထဲမှငါးများကိုပိုက်စိတ်တိုက်၍ယူခြင်းပင်ဖြစ်သည်တို့တော့ငရက်ငပတ်စာတော်ငါးကြီးများမှာဂျန်တိုက်တော်ရင်းများအပေါ်မှာခုံထွက်၍၎င်းငခုငကြီးစာတော်အောင်ငါးများမှာဂျန်ရင်အောက်နှုံများထဲမှာတိုးထွက်၍၎င်းဤသို့သောငါးမျိုးကိုအနေအကျဉ်းသာရပြီးငခုံးမှငဘဲငတန်ကျိတ်စာတော်ကောင်းလေးငါးများနှင့်ငမြစ်ချင်းငဖယ်အောင်စာတော်ငါးလက်များတာအင်းချောင်းရိုးရ၌ကုံတလုံးနီးပါးနီးရရှိပါသည်ထိုအခါဂျန်နိုင်ရ၌မပါဘဲလွတ်ကြံရသောငါးကြီးများမှာသူတို့၏အစာဖြစ်သည့်ကောင်းလေးငါးများဂျန်နိုင်ရ၌ပါသွားသောကြောင့်အစာငတ်၍အငမ်းမရဖြစ်နေစဉ်ဖားဆွဲပါကငရံ့ပူ၍ဟတ်ဒီကိုရာပြဆိုလိုရင်ဖြစ်ပါသည်အခန်းရှိကြက်ဥပင်တွန်လေပြီကိုတောင်းစင်ကချမ်းလွတ်၍ခိုက်ခိုက်တုံနေ၏လက်များကိုလည်းမတည်ကျင်လောက်အောင်ညောင်းညာ၍လက်အမင်တည်နေ၏တို့တော့ဤအတွက်သူစိတ်မပြတ်ပါငါတော့ရလိုက်၍အကြည့်အကျယ်ဝမ်းသာနေပါသည်လထွက်မလာသေးတော့လေလထွက်တော့မြည်ဟူသောအထိတ်အမှတ်ဖြင့်ရှေ့ပြေးအလင်းရောင်ကလေးများတန်းစာပြူနေပါပြီလထွက်လာရင်ငါလည်းဟတ်တော့မည်မဟုတ်အင်းသားကြီးများလည်းတည်တော်လိမ့်မည်ယခုကပင်ပြန်ရန်အချိန်တန်ပြီသူဒီငါးများတန်အဖျား၌ချီနှောင်ထားတော့ငါးများကျိုးကိုငါးများတန်အရင်ပိုင်းစီတို့ဆွဲဆန့်လာ၏ငါးများကျိုးအစုံးမှငါးများနှင့်အလောတော်နေရာငါးများတန်၌တက်ဆင်ထားတော့ဂွင်းကလေးတွင်ငါးများကိုချိတ်လိုက်၏ထိုအခါငါးများကျိုးသည်မြင်းပြိုင်ဆန်တန်း၍တင်းတင်းရင်ရင်ဖြစ်နေသည်ဖြင့်အကိုင်းတွေလွယ်ကူတက်လာမည်သူသည်ငါးတီရန်ကိုယူ၍တီထားသောငရံများကိုရှေ့တွက်နေ၏တကောင်နှစ်ကောင်စသည်ဖြင့်ခတ်တိုးတိုးရေတွက်နေရာ24ကောင်ပြီးနောက်ထပ်ရေတွက်ရန်25ကောင်မြောက်ငါးသည်မရှိတော့ဟုတ်ပေသည်သူ့တီရန်၌အားလုံးပေါင်းငရံ24ကောင်ရှိပေသည်ဟေ့မင်းဘယ်နှကောင်ရတယ်လဲကိုလူမောင်သည်ငါးများတံကိုထမ်း၍တီရန်နှင့်ပလုံးကိုဆွဲပြီးသူ့အနီးတို့ရောက်လာကမေးမြန်းလိုက်ခြင်းဖြစ်သည်24ကောင်ရတယ်ဗျခမညာကောအမေမင်းကငါ့တက်2ကောင်တောင်ပူသေးတယ်ငါက22ကောင်နဲ့ရတယ်ကဲလားထွက်စာပြုတ်နေပြီကွာပြန်ကြမယ်သူဒီငရများတီထားတော့တီရန်ကျိုးကိုကွေးလိုက်ကအစနှစ်ဖက်ကိုပူတွဲချီနှောင်လိုက်ထိုအခါငရများတီထားတော့တီကျိုးဒီဝါဒရန်ဝိုင်းတွားကကျိုးကွင်းတစ်ခုလိုဖြစ်သွား၏ပြည်လင်သူဒီထိုတီရန်ကွင်းကိုကင်မြောက်ကချိန်ဆကြည့်သည်14ဘိတ်တာထက်တော့ဘာအောင်လိမ့်မလဲအစိုး14ဘိတ်တာဆိုရင်ငရမ်းကြောင့်အောက်ထက်9ဘိတ်တာရမယ်ပေါက်စီ4-500ဈေးဆိုတော့4-5လီ20ငွေ20ရမယ်ဘလောက်ဟန်ကြသလဲသူဒီနှစ်ချက်ချက်ကြီးကိုပြုံးပစ်လိုက်ကကျိုးကွင်းတစ်ဖွဲဖြစ်နေတော့ငရမ်းတီရန်ကိုငါးများတာ၌ဆွတ်လိုက်၍ဘဲဘက်ပခုံးထက်တွင်တင်ထမ်းလိုက်ပြီးတော့မှပလုံးကိုညာလက်နှင့်ဆွဲကာကိုလိုမောင်နှင့်အတူရှောက်ပြန်ခဲ့၏သူဝမ်းသာခြင်းအထွတ်ထိပ်တို့ရောက်နေတော့ကြောင့်သူဘေးနားမှကိုလူမောင်ကိုပင်စကားမပြောမိပဲခက်တွက်တွက်ရှောင်နေ၏အိမ်ရောက်လင်ချစ်စနီးမဲစိန်ဒီငါးများကြီးရလာတော့သူ့အားရွှင်ပြုံးစွာကြိုဆိုလိမ့်မည်ပြီးတော့ငါးများကိုချက်ချင်းယူ၍အကျေထိုးခေါင်းဖြက်ကြောမှနေ၍ဓားနှင့်ခွဲငရန့်စီတို့ဓားနှင့်ပေါက်၍အမြောင်အမြောင်လို့မိုးလင်း၍နေထွက်လျင်အသင့်ထုတ်လန်းရန်စားနှင့်နှက်ထားစသဖြင့်ဖြက်လက်ပေါ်ပါစွာပြုလိုလိမ့်မည်ဒါတင်မကသူ့ကိုစေတနာဘလဝနဲ့ငရန့်ကောင်းပြုတ်ပေးပြီးငရန့်စီကိုလည်းချက်ကျွေးပေဦးမည်အိုးဘလောက်ပျော်စရာကောင်းတဲ့ညလဲလို့လဒီထွက်ပြူလာလိမ့်မည်ကြည်လင်အင်းမြတော်ငွေရောင်ဒီသောတောင်ရေမြေများဖြင့်ပြီးတော့တဘာဝလောကပေါ်သို့ရိုးဖိတ်ကြလာ၏ရိုးဖိတ်ကြလာတော့ငွေရောင်ဝဲပြုံးနေတော့ကိုတောင်းစိန်၏မျက်နှာကိုလည်းတွေ့မြင်နိုင်ပါသည်တက်ကြွတော့အပြုံးဝင်ကြွတော့အပြုံးဟုတ်သည်မုံတိုင်းထဲမှာအပြုံးလဲရှိပေသေးသည်သူ့ဘဝတည်အစဉ်တစ်ဖြင့်မုံတိုင်းထန်နေတော့ဘဝဖြစ်သည်ထို့တော့ဤအထဲမှာ
တစ်ဆက်ကမျှတော့လေပြေလေညင်းဒီသူ့အဖို့အပြုံးဖြစ်သည်ကုံနယ်ကြီးကမူပေါ်နေတော့ကုံကိုလှောင်ထားကရှားပါးသည့်အဖြစ်ရောက်အောင်ဖန်တီးပြီးဈေးကြီးကြီးနဲ့ပြန်ရောင်း၍မတန်တဆမျက်လင်ပြုံး၏နိုင်ငံရေးသမားသည်ဝန်ကြီးဖြစ်၍စတူဒီဘေကကားကြီးကိုစီးရလင်ပြုံး၏ဂုံရရှိမျက်နှာကြီးတစ်ခိုးသည်ပြည်သူပိုင်ပစ္စည်းကိုခိုးထုတ်၍စီးပွားဖြစ်လင်ပြုံး၏သူ့ဖို့ကအိမ်များလောက်ကြီးရွယ်ချက်မကြီးမားပါသူပင်မကြီးစွာရှာရတော့သားငါးများဖောဖောတီတီရ၍ထမင်းနတ်မှန်အောင်စားရလင်ဒုက္ခဟိုသည်မေ့ပြီးပြုံးဖို့အသင့်ပင်ဖြစ်ပါသည်။အော်ကိုရောင်းစင်ရဲ့ဘယ်တော့မှထားဝစေပြုံးနိုင်ကြပါမလဲ။စာဖတ်သူများခင်ဗျာဒီအတိုင်းသာဆိုရင်ကိုရောင်းစင်တယောက်ဖားကောက်နိုင်မည်မဟုတ်ပါ။တကယ်လို့စာဖတ်သူဒီမိထီလာမြို့ကိုရောက်ပါကကိုရောင်းစင်ကိုတနာတော်အဖြစ်မိထီလာကန်တော်အောက်ကဖားကောက်ခဲ့ကြပါခင်ဗျာ။ဖားပါရင်တကောင်ပေးပါမျက်လုံးငယ်ကြောင်တောင်နဲ့ဖားကောင်ကသည်ကျဲ့နီဝတ္ထုတို့ပေါင်းချုပ်